အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကူချစ်ဆက်လေးဖြစ်ပါမယ်ဒါလေးအားလုံးကတော့အချစ်ဖို့အတွက်ပေါ်ရပစ္စည်းတွေပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့အခုမှစီးတဲ့အမြင့်ချွဲတွေထွက်အောင်ဘလော့ကနာမုံနဲ့ဒီဓာတ်လေးနေပြီးကျွန်တော်တို့ရေနဲ့ဆေးရပါမယ်ဟုတ်ပါဘူးဒါမှဖြစ်တဲ့ဒီလိုကြောက်အောင်ဖို့အတွက်အနည်းဆုံးဒီနဲ့3ခေါက်လောက်ဖြည့်ပေးပါဒီနဲ့3ခေါက်လောက်ဒီစားဖြည့်ပြီးတော့ကျွန်တော်တို့အရသာစားထည့်ပါမယ်ဒါလေးကတော့ဂျင်းငယ်ကောင်းထောင်းထားတာပါအရသာဝင်စေဖို့အတွက်ကျွန်တော်တို့တိကျလေးနေပေးရပါမယ်ကျွန်တော်တို့ထောင်းထားတဲ့စစ်တုံးကြီးကိုစပြီးတော့ပြတ်ပါမယ်ကျွန်တော်စစ်တုံးကြီးပြတ်တဲ့နေရာမှာဒီနေ့မို့အနေငယ်ထည့်ပေးပါဒါတော့မလေးတင်တီ6ကိုရေးစိန်ထားတာပါကျွန်တော်တို့အရေရောအဖတ်ရောထည့်ပေးရပါမယ်အခုလိုနေသားဆိုတော့ကျွန်တော်တို့ရေထည့်ပါမယ်ရေထည့်တဲ့နေရာမှာငါးကိုမမြုပ်တမြုပ်လေးဖြစ်အောင်ထည့်ပေးရပါမယ်အဖုံးအုပ်ပြီးတော့9မိနစ်လောက်ချက်ပေးလိုက်ပါအေးခုလို့ဆူလာပြီဆိုတော့ကျွန်တော်တို့လေးကောင်းမှုအနေငယ်ဆက်ပါမယ်အခုကျွန်တော်တို့နည်းနည်းလေးအပွားနေထည့်ပြပါမယ်
ပြီးရင်နည်းလေးမွေပြီးရင်ကျွန်တော်တစ်ခေါက်ဘုံအုပ်ပြီးတော့ပြန်ချလိုက်ပါမယ်ဒီဆိုတော့အနံ့မွေးလေးနဲ့အခုစစ်ဆက်ဟင်းလေးစားဖို့အတွက်အဆင်သင့်ဖြစ်ပါပြီခင်ဗျာ